ရှင်သောဝိညာဉ်တော်အရှိန်တကူသွန်လောင်းပေးမှုပါယေရှနာကျွန်တော်ရဲ့စိတ်ဝိညာဉ်ပြုပြင်ပါဝိညာဉ်တော်တူပါရှိခြင်းအစဉ်ခံယူခြင်းပါကိုယ်တော်ရဲ့မြင်တော်ရှိမှာဘဝတစ်ခုလုံးပုံအပ်ပြီးမဆုံးလင်းခြင်းရာတွေထဲမှာကိုယ်တော်ရှင်သန်ပေးပါကောင်းကင်ကောင်းဖလင်းမှုပါကိုယ်တော်ရဲ့ဝိညာဉ်မို့ဆန္ဒတောင်းတော်သက်တာပေါ်သွန်လောင်းမှုပါနေနိုင်ပြီဘဝမှာကိုယ်တော်သာပါရှိShema, but what could I